ဒီတစ်ပတ်စာဈေးဝယ်လာတာလေးတွေကိုကြည့်ကြမလားရှင်ငရုတ်သီးစိမ်း900ဘို့၊ဇောင်ကျန်းကျင်လေးက1000ဘို့၊မကြီးရွက်လေးကတော့10သားကို1500ဘို့နဲ့ခရမ်းသီးကတော့900ဘို့ပါအာလူးက1000ဘို့ဘူးသီးလေးကတော့တစ်လုံးကို1000ဒါလေးကတော့ကြက်တဲ့ရွက်1000ဘို့ပါကစွန်းရွက်က2စီးကို1000ပန်းကော်ပီလေးကတော့တပွင့်ကို900နဲ့မြစ်ကတော့1000ဘို့ပါငရုတ်ပွားအဆက်သီးလေးတွေက1000ဘို့နနံမင်းက300ဂျူးဘူးကတော့တစ်စီးကို1000ပေးရပါတယ်လိုက်ချီသီးလေးကအစိတ်သားကို9000ဘို့နဲ့တစ်ချိုသီးလေးကမစားဘူးလို့မြည်ကြည့်မယ်ဆိုပြီးတော့ဝယ်လာတာ900ဘို့ပါပဲမုံအစိမ်းနဲ့အကြက်မုံလေးကတော့တစ်ထုပ်ကို1500နဲ့ခောက်ဆွဲပြား6ကတော့တစ်ထုပ်ကို2300ကြာညူးကတော့1500ပေးရပါတယ်စူးပုတ်တစ်စီးကို1000နဲ့2စီး2000ဘို့ငရုတ်သီးပီနံသီးလေးတွေကတော့1000ဘို့ခရမ်းညင်သီး90သား2000ဘို့နဲ့ချမောင်ရွက်4စီး900ဘို့ဝယ်ခဲ့ပါတယ်ပဲနှစ်ပြန်ကျော်နဲ့လက်ဖက်ရဲကတော့အိမ်ကပါဆယ်ထည့်ပေးလိုက်တာပေါ့နော်ပိန်းနေသီးလေးကတော့တစ်လုံးကို9000နဲ့ဒါကတော့ဈေးရဝယ်လာတာပေါ့နော်သူတို့ကတော့အကျွတ်သီးလို့ပြောလိုက်တာပဲပေါ့နော်မဲ့ရင်တော့တစ်ခေါက်လာပြပါမယ်ရှင်ဒီတရက်သီးလေးတွေကတော့အိမ်ကနေပါဆယ်ထည့်ပေးလိုက်တာပေါ့နော်အိမ်မှာတရက်ပင်ကဘဲကောင်းသီးရယ်ပန်းဆွဲရယ်စိန်တလုံးနဲ့မချစ်စုဆိုပြီးတော့၄မျိုးရှိတော့ကြတော့မျိုးစုံထည့်ပေးလိုက်တာပါအသားငါးကတော့ငါးဥက3000ဘို့ကြက်တောင်မှန်3000ဘို့နဲ့ကြက်သားကတော့13000ဘို့ငပုတ်တင်က6ပြားလေးကတော့တပြားကို9200ဘို့ဝယ်ခဲ့လိုက်ပါတယ်ကြက်သားတွေကိုအမွှေးပြောင်အောင်ထပ်ရှင်းပြီးတော့စားနဲ့အရင်နဲ့ပြီးတော့ရေးဆေးပါမယ်ရေကြည်လာတဲ့အထိလေးငါးရက်ထက်စေပြီးရင်တော့ဘူးလေးတွေနဲ့တိမ့်ပါတယ်ကြက်သားတစ်ကောင်ဝယ်ပြီးတော့ကျမကအသားတွေကိုပေါ်ရန်နည်းနည်းလေးလွှာခိုင်းလိုက်ပါတယ်တောက်တောက်ဆင်းပြီးတော့ကြော်ကျင်ကြောပေါက်ဆုပ်ကြော်ကြော်ချက်ပြီးမှကြည့်ကြက်ပြီးချက်ရမှာပဲပေါ့နော်ကြက်အရေကွန်လေးကတော့မနက်စာစီချက်ခေါက်ဆွဲကိုအကျန်းတယ်လေးလှုပ်စားဖို့ဒီလိုလေးတိမ့်လိုက်ပါတယ်ဒါကတော့အသားနည်းနည်းအယိုးများများလေးဟင်းရည်ချက်ဘူးသီးနဲ့ရောအဆင်ပြေပါတယ်ဒါလေးကတော့အသားများများအယိုးနဲ့ဒါလေးကတော့ပြီးတော့မှအဆင်ပြေသလိုချက်ရမှာပဲပေါ့နော်တောင်ပန်လေးကတော့ကြော်စားပါမယ်ငါးဦးတွေကိုတော့ရေဆေးတန့်စင်ပြီးတော့စနွန်းစာဟင်းခတ်မုံထဲရေခမ်းပြုတ်လိုက်ပါတယ်အေးခံပြီးမှရေခဲတစ်တာထဲမှာတိမ့်ပါမယ်မကြီးရက်တွေများနေလို့မို့လို့ရေဆေးပြီးတော့တဝက်ကိုရေခမ်းလင်းအေးခံပြီးတော့တိမ့်ပါမယ်ဒီတိုင်းအစိမ်းကိုရေခဲတစ်တာထဲထားရင်ကအရွက်တွေကျွကုန်တာမို့လို့အလဟတ်သက်ဖြစ်ရင်နှမျောစရာကြီးလေနော်ကြံတဲ့တဝက်ကိုတော့ငပိလေးနဲ့ကြော်ထားလိုက်ပါမယ်